ကေတုမနီကားရောက်ဆန္ဒကနေတင်လေကြိုလိုက်ပါတယ်ရှင်ညီမဒီနေ့မိတ်ဆက်ပေးခြင်းတဲ့ကားလေးကတော့လူငယ်တွေရောလူကြီးတွေရောစိတ်ကြိုက်စီးလို့ရမယ် Toyota Crown Royal Stone လေးပဲဖြစ်ပါတယ်ဒီကားလေးရဲ့ model လေးကတော့1006 model လေးပေါ့နော် grade လေးကတော့ G full grade လေးဖြစ်သွားမယ်ဒီကောင်လေးကကြတော့အထဲမှာ function တွေလည်းတော်တော်လေးစုံရမယ်ပေါ့နော်ကောင်လေးရဲ့ engine power လေးကကြတော့ 3.0 ကိုမှ V6 engine လေးနဲ့လာတာပေါ့နော်အဲ့တော့ဒီကားလေးအထဲမှာဆိုလို့ရှိရင် function အနေနဲ့ဆိုလို့ရှိရင်လည်းထိုင်ကုန်လေးတွေကရှမ်းဝိုင်းသားလေးတွေနဲ့လုပ်ထားပြီးတော့ motor လေးလည်းပါမယ် HUD display လေးပါမယ်ခုပေါက်လေးလည်းပါမယ်ပေါ့နော်အဲ့တော့ညီမနဲ့တူတူကားလေးရဲ့အတွင်းကလေးကိုပြောလိုက်ကြည့်ပြရအောင်နော်ကားလေးမှာဆိုလို့ရှိရင်တော့ညီမတို့ post step လေးနဲ့ engine ဆက်လုပ်ပါမယ် 6 speed auto transmission နဲ့သွားမယ်ပေါ့လုံးဝ luxury vibe အပြည့်အဝရတယ်ညီမတို့နောက်မှာဆိုလို့ရှိရင်လည်းထိုင်ကုန်တွေကို adjust လုပ်ရတဲ့ဟာတွေပါမယ်เนาะနောက်မှာဆိုလို့ရှိရင်လည်းဒါညီမတို့ sunshade လေးပါတယ်ဒီလည်းညီမတို့ဒီမှာ round air con လေးနဲ့သွားမယ်ပေါ့เนาะဆိုတော့ဖွင့်တာ air con ဖွင့်ထားတာနဲ့တော်တော်လေးကိုအေးပြီးတော့နေလို့ထိုင်လို့တော်တော်လေးအဆင်ပြေပါပါရှင်ဒီကောင်လေးရဲ့ဈေးနှုန်းလေးကတော့ညီမတို့1530နဲ့ပဲခေါ်ရပါတယ်ကျွန်တော် showroom လေးမှာလည်းကားရောင်းအလဲထက်အပ်ချင်လို့ရှိရင်လည်းလာပြီးတော့ဆက်သွယ်နိုင်ပါတယ်အသေးစိတ်သိချင်တာလေးရှိလို့ရှိရင်တော့ဖုန်းနံပါတ်39 990 900 904ကိုဆက်သွယ်ဆုံးနဲ့မြင်နိုင်ပါတယ်showroom လေးရဲ့လိပ်စာကတော့ရန်ကင်းမြို့နယ်ပြည်သာလမ်းနဲ့စင်ုံလန်းထောင်းမှာပဲရှိပါတယ်အားလုံးကျေးဇူးများရွေးတင်ပါတယ်